Okay ဘာလို့ဒီနေ့မှာတော့ကျွန်တော် brother တို့ KUS က trunk ကိုဘယ်လိုယူရမလဲဆိုတာကျွန်တော်ပြောပြမယ်။ချိုးတွေကတော့တည်ယူရပြီဒါပေမဲ့ချိုးတွေကကျတော့မတည်သေးဘူးဆိုတော့ TV ကိုလေးမှတစ်ချက်ပြောပြအောင်နော်။လောက်ရောက်မှာတော့ရန်တို့ရတယ် brother event တွေကိုဝင်တယ်ဝင်ပြီးသွားရင် KUS event တွေကိုထပ်ဝင်ပြီးတော့ဆိုလို့ရှိရင်ဒီမှာတုံကန်လေးပေါ့နော်ဒီတုံကန်လေးတွေဘလို့20ရပြီဆိုတာငယ် brother အမှ KUS trunk ဖောက်လို့ရမယ့် bundle လေးကိုသူပေးတယ်ပြီးလို့ရှိရင်တခြားဒီမှာ KUS free ticket ကိုfree ticket တစ်ခုလည်းရမယ်ပေါ့နော် free ticket တော့တုံကန်95ခုပြီးမှရမှာဆိုတော့ brother တို့တုံကန်20ပဲရှာတာ20ရှာလို့ရှိရင် trunk ရပြီ95ခုတိရှာမယ်ဆိုလို့ရှိရင် brother တို့free ticket တစ်ခုရမယ်ပေါ့နော်ဒီလိုရဖို့အတွက်ကလည်း brother overdrive မှုမှာအများဆော့ဖို့လိုရပေါ့နော်ပြီးတော့ brother တို့ diamond နေပြီးတော့ magic ကိုက diamond နေပါရောဝေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီမှာပြထားတဲ့ channel ဒီမှာ brother လာဝေးလို့ရတယ်ဘယ်လိုရှိလဲဒီဝေးတွေပါကြီး try ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ channel ဒီမှာပဲ try မိchannel လေးကို try ပြီးတော့ giveaway ကိုပါဝင်လို့ရတယ် giveaway ကကျွန်တော် weekly best Pokemon ပေးလေးရှိတယ်ပြီးတော့ကျွန်တော်တကယ်လို့ event တွေပါကြီးလာတယ်ဆိုလို့ရှိရင်အများကြီးတော့မဟုတ်ဘူးပေါ့နော်တယောက်စားတော့ diamond 205ကျအဲ့လိုမျိုးကျွန်တော် giveaway လည်းပေးရဆိုတော့ brother တို့မဝယ်နိုင်ဘူးဆိုလို့ရှိရင်တော့ငါပဲ channel ထဲမှာနေပြီးတော့ comment တွေတခုမှန်းယူနေ brother တို့ဒါ giveaway ရနိုင်တယ်ပေါ့နော်ဘာရဲ့ဖြစ်ဒါကတော့ cancel ရမှာပဲပေါ့နော်ပြီးတော့ my bro တွေ KUS King Face 2အတွက် pre-order တင်ထားခြင်းပြီဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာတင်ထားလို့ရတယ်ဒါကတော့ brother တို့တကယ်လို့ KUS event လာပြီဆိုတော့လည်းတန်းဖောက်ချင်တယ်မဆောင်ချင်ဘူးဆိုလို့ရှိရင် pre-order လာတင်ထားလို့ရတယ်ဒါပေမဲ့ရိုးဝယ်ဆိုရင်လည်းကျွန်တော်စီမှာမြင်တယ်ဆိုတော့ brother တို့ pre-order တင်ခြင်းပြီဆိုလို့ရှိရင်ကျွန်တော်ခုနကပြထားတဲ့ကျွန်တော် channel လေးမှာ pre-order လာတင်ထားလို့ရတယ်နော်